မင်္ဂလာပါ Sports Sun ကနေပြန်လဲကြိုးကြိုလိုက်ပါတယ်လူတိုင်းမှာအိမ်မက်တစ်ခုရှိတတ်ကြပါတယ်တခါတလေအဲ့ဒီအိမ်မက်ကအရန်ကြီးမီမာလွန်းတဲ့အခါကျွန်တော်တို့ဟာအိမ်မက်နဲ့တူအောင်လိမ်ပြောမိတတ်ကြတယ်အခု Bayern Munich ရဲ့ကျဲပွင့်ခဏနေတဲ့ Luis Diaz မှာလည်းအဲ့ဒီလိုရှုဝှက်ကျဲတစ်ခုရှိခဲ့ပူပါတယ်ဒီဂျာစီကမက်ဆီကိုယ်တိုင်ပေးထားတာဆိုတဲ့ကလေးဘဝကအလိမ်ညာလေးတစ်ခုဟာနှစ်ပေါင်းများစွာအကြာမှာဘယ်လိုမျိုးအန်အောစရာကောင်းတဲ့အမှန်တရားဖြစ်လာခဲ့တယ်လဲဒီနေ့ဗီဒီယိုမှာတော့လူချိုနဲ့သူ့ရဲ့ idol မက်ဆီတို့ဂျားကနှလုံးသားချင်းနီးစပ်ခဲ့တဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကိုလံဘီယာရဲ့ဆင်းရဲတဲ့ရက်ကွက်လေးတစ်ခုမှာ Luis Diaz ဆိုတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်သူ့မှာအာဂျင်တီးနားဂျာစီတစ်ထည်ရှိခဲ့ဘူးတယ်သူကအဲ့ဒီခေတ်ကလေးလေးထဲမှာဘောလုံးကျောင်းလေးအတီဆုံးကစားတာလည်းအတော်ဆုံးခေါင်းဆောင်တစ်ယောက်ပေါ့တနေ့မှာတော့တငယ်ချင်းတွေကိုသူကြွားလိုက်မိပါတယ်ဒီဂျာစီကမက်ဆီကိုယ်တိုင်ငါ့ကိုပေးထားတာတဲ့လူတိုင်းကသူ့စကားကိုယုံခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီဂျာစီကတကယ်တော့ဈေးထဲကဝယ်ထားတဲ့ဂျာစီအစုပ်လေးတစ်ထည်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအလိမ်ညာကလည်းသူ့ကိုမက်ဆီစီရောက်အောင်တွန်းပို့ပေးမဲ့အဆက်အဖြူခြင်းဖြစ်လာခဲ့ပါတယ်အချင်းလေးကွန်းသွားခဲ့ပါပြီအဲ့ဒီကောင်လေးဟာအခုတော့ကိုလံဘီယာလေရွေးခြင်းအသင်းရဲ့ကျဲပွင့်တပွင့်ဖြစ်လာခဲ့ပါတယ်ကိုပါအမေရိကပြိုင်ပွဲတစ်ခုမှာသူဟာသူ့ရဲ့ idol မက်ဆီနဲ့တကယ်ဆုံခွင့်ရခဲ့တယ်DS ဟာမက်ဆီစီကနေဂျာစီတောင်းခဲ့တယ်လို့သူ့ရင်ထဲမှာနှစ်ပေါင်းများစွာတင်ထားတဲ့ငယ်ဘဝကအလိမ်ညာဇလန်းလေးကိုလည်းရဲရဲမောမောနဲ့ပြန်ပြောဖားခဲ့ပါတယ်ကျွန်တော်ငယ်ငယ်တော့ခမားပဲတဲ့ဂျာစီလူလိန်ခဲ့ဘူးတဲ့မက်ဆီလို့ပေါ့အဲ့ဒီအချိန်မှာမက်ဆီရဲ့တုံ့ပြန်မှုက DS ကိုတင်မကပဲတကဘာလုံးကိုပါအံ့ဩသွားစေခဲ့ပါတယ်မက်ဆီကပြုံးပြီးဒီလိုပြောခဲ့တယ်အဲ့ဒီဂျာစီကိုယူလာလေငါလက်မှတ်ထိုးပေးမယ်ဒါဆိုရင်အဲ့ဒီအလိမ်ညာကအမှန်တရားဖြစ်သွားမှာပေါ့အခုတော့မင်းမတကယ်ဂျာစီအရှိရှိသွားပြီတဲ့စဉ်းစားကြည့်ပါကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဟာလူငယ်လေးတစ်ယောက်ရဲ့ငယ်ဘဝအိမ်မက်ကိုအစစ်မှန်ဖြစ်အောင်ဘလောက်တောင်ညှိ့ချဖာဖန်တီးပေးခဲ့တယ်လဲဆိုတာဒါတင်မကသေးပါဘူးမက်ဆီက DS ရဲ့ဂျာစီကိုပါပြန်တောင်းခဲ့ပါတယ်ပြီးတော့သူကဒီလိုနောက်ပြောက်ခဲ့တယ်မင်းတငယ်ချင်းတွေကိုပြန်ပြောလိုက်အောင်မက်ဆီကမင်းရဲ့ဂျာစီကိုတောင်းသွားတယ်လို့ပေါ့ဒါဟာ DS တို့တော့ကဘာဖလားရက်လာအထက်တောင်ပိုပြီးတန်ဖို့ရှိတဲ့အခိုက်အတန့်ဖြစ်သွားခဲ့ပါတယ်DS ပြောခဲ့တယ်လို့ပါပဲမက်ဆီဟာတကယ်ကိုညှိ့ချတတ်ပြီးအနေအေးတဲ့သူပါသူကအမြဲတမ်းကျွန်တော်ရဲ့ idol ပါပဲတဲ့ဒီဇလန်လီကကျွန်တော်တို့ကိုတစ်ခုပဲသင်ပေးပါတယ်အိမ်မက်တွေကိုတကယ်ယုံကြည်ရင်တနေ့မှအမှန်တရားဖြစ်လာတတ်ပါတယ်ဆိုတာပါအခုတော့ DS ကသူလိန်ထိုးရမလို့တော့ပဲမက်ဆီကိုယ်တိုင်အတိအမှတ်ရတဲ့ကစားသမားတရားဖြစ်နေပါပြီမိတ်ဆွေတို့ရောမက်ဆီရဲ့ဒီလိုညှိ့ချတဲ့လောက်ရတဲ့အပေါ်ဘလို့ထင်မြင်ကြတယ်လဲ comment မှာပြောပြခဲ့ကြပါဦးအခုလိုစိတ်ဝင်စားစရာအားကစားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ